ကငိုရတဲ့နေ့တွေရဲ့တကောင်ကျော်ညနဲ့တီထိုင်ကဆွေးရပြီးပုံပြင်ဟောင်းလေးဖက်ခါရဲ့အခန်းလေးတဲ့ချိန်ငိုမဲနှလုံးသားလေးနွမ်းနေတယ်သူသိမလားခွဲပြိုပြချင်းရဲ့စာမတည်မြဲခြင်းလားတစ်ချိန်ချိန်ဝေးရမယ့်ဖြစ်တွေနဲ့တွေ့မိတိုင်းဆွေးပါတယ်မင်းမရှိတဲ့နေ့တွေရဲ့ဘယ်လိုကြော်ပြမလဲမေးလိုက်ပါတယ်မုန်းလိုက်ပါတယ်ဘာကြောင့်မို့ထားခဲ့လိုက်တာလဲ